လေးပြောလေးဒါတကွန်ကူညီရောဘာလုပ်ပြမှာမဟုတ်လို့ရှင်လို့ဘာမဟုတ်လို့မှာ ပန်ကိတ်မင်းကပညာကုန်ပေးဖို့ဆိုပြီးတော့ငါဟိုနေစဉ်းစားထားတယ်နော်အဲ့တော့မင်းကပညာကုန်ပေးမှဖြစ်တဲ့အတွက်ဆရာအနေနဲ့အတိမတ်ပြုရမယ်ငါလည်းမင်းတပည့်အနေနဲ့အတိမတ်ပြုပေးမယ်အဲ့တော့မင်းကအရင်ဆုံးထိုင်ပြီးတော့အရင်ဆုံးလက်လေးချီကြော့လိုက်သွားလိမ့်ပါသွား လောက်လေးချီကြော့အေးဟုတ်ပြီမင်းကဘာလုပ်ချင်တာပန်ကိတ်လုပ်ရှင်တာပန်ကိတ် ပန်ကိတ်လုပ်ချင်တာအေးပန်ကိတ်လုပ်ဖို့အတွက်အဓိကအရေးကြီးဆုံးတစ်ချက်ရှိတယ်နော်အဲ့ဒါမေ့လို့မရဘူးတော့ဒီပုံစံတိုင်းလေးကိုဟိုဘက်လေးလှည့်လိုက်ဟိုဘက်လေးပြောလို့အေးဟိုဘက်လေးလှည့်လိုက်ပါငါပြောတော့နားတော့အေးငင်ငင်လေးနေဟုတ်ပြီငင်လေးနေ哎呦我的妈ပန်ကိတ်ကိုဘယ်လိုလုပ်ရလဲဆိုတော့မှုံငင်လေးနေငင်လေးနေပါငါပြောပြမယ်ပန်ကိတ်ကိုဘယ်လိုလုပ်ရလဲဆိုတော့အဲ့လိုပိတ်ကန်ရတာ Oh my god.